ပြီးခဲ့တဲ့ရက်ကမှ Bruno Guimaraes နဲ့ပတ်သက်ပြီးတော့ကျွန်တော်နည်းနည်းဆွေးနွေးခဲ့တာလေးအောင်ရှိတယ်ဆိုတော့အဲ့ထဲမှာဆိုလို့ရှိရင်လည်း Guimaraes ကနီးစပ်ဖို့အတွက်အခြေအနေကပိုကောင်းလာနေပြီလို့ပဲပြောရသေးတယ်ခုလက်ရှိအနေထားမှာ Newcastle နဲ့ Arsenal တို့ကသဘောတူညီမှုတွေပါတယ်ရသွားပြီဆိုတဲ့အခြေအနေမျိုးကြောင့်ဖြစ်ပါတယ်အားလုံးမင်္ဂလာပါ Absolute Football နေပြီးအားလုံးကိုကြိုဆိုပါရစေဒီဗီဒီယိုမှာတော့ကျွန်တော်တို့ဒီ Arsenal နဲ့ပတ်သက်တဲ့အပြောင်းရွှေ့တဲ့စိတ်ဝင်စားစရာလေးတွေကိုကျွန်တော်ဆွေးနွေးပြီးတော့မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီဂန်နာရီအနေနဲ့ကတော့လက်ရှိအနေထားမှာဆိုလို့ရှိရင်တော့ကစားသမားအထွတ်အဝင်ဆိုတဲ့အနေထားမှာအဝင်ကိုတော့ကစားသမားဒီဘယ်လိုပြောပရိသတ်တွေကျွန်တော်ပို့ပြီးတော့စိတ်ဝင်စားနေတဲ့အခြေအနေလို့ကျွန်တော်တို့ပြောလို့ရတယ်ဆိုတော့အခုလက်ရှိကကျွန်တော်တို့ဒီပေါ့နော်ဒီအရင်ဆုံး Ethan Wanani နဲ့ပတ်သက်ပြီးကျွန်တော်ပြောကြည့်ရအောင်ဆိုတော့ Ethan Wanani ကလက်ရှိအနေထားမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ Topsport တို့ဘာလို့ဖော်ပြချက်အရာဆိုလို့ရှိရင် AC Milan ဘက်က Ethan Wanani ကိုတော်တော်လေးစိတ်ဝင်စားနေတာဖြစ်ပြီးတော့ဒီကစားသမားကသူတို့အသေးရဲ့အနာဂတ်မှာတကယ်ဒီပေါ့နော် Tactical Master တယောက်ဖြစ်လာလိမ့်မယ်ဆိုပြီးတော့ယုံကြည်ထားတယ်ဒီလိုကြောင့်မို့လဲ Arsenal ကိုဒီကစားသမားကိုခေါ်ယူဖို့အတွက်အချင်းကပ်မှုတွေတောက်လျှောက်ပြုလုပ်နေတယ်ဆိုပြီးကျွန်တော်ပြောထားတယ်ဆိုတော့အသက်19နှစ်အရွယ် Ethan Wanani က Arsenal အသင်းမှာနေရာမရတဲ့အခြေအနေမျိုးကျွန်တော်ဖြစ်နေတယ်အဲ့လိုကြောင့်မလို့ Arsenal ဘက်ကလည်းလက်ရှိအနေထားမှာဆိုလို့ရှိရင်သူ့ကိုအငှားတော့မဟုတ်အပိသက်ဆိုတဲ့အခြေအနေမျိုးနဲ့လက်လွတ်ရနိုင်ကြီးကအများကြီးကျွန်တော်ရှိနေရပါတော့ဆိုတော့ဒီပြီးခဲ့တဲ့ကျွန်တော်တို့ဒီနှစ်ကဆိုတာတဲ့အဲ့ရရှင်ရှိနေမှာဆိုလို့ရှိရင် Ethan Wanani တို့เนาะဒီကစားသမားတွေကကျွန်တော်တို့ဒီဘယ်လိုပြောရမလဲအတူတူပေါ်လာပေါ့เนาะဒီ Ethan Wanani ရဲ့ပြီးတော့ဘယ်သူလဲLewis Kelly ရေပေါ့နော်ဒီကစားသမားနှစ်ယောက်ကအတူတူပေါ်လာတဲ့အနေထားမှာ Kelly ကတော့ဘယ်လိုပြောရမလဲဒီလက်ရှိကျွန်တော် senior ကစားသမားတွေဂျားထဲမှာဆိုလို့ရှိရင်သူကစားတဲ့ position မှာပြောရမယ်ဆိုလို့ရှိရင်လိုအပ်ချက်တချို့ကျွန်တော်တို့ဒီရှိနေတာဖြစ်တဲ့ကြောင့်မို့နေရာပိုရတယ်အဲ့ဒီကြောင့်မလို့ကျွန်တော်တို့ဒီ Skelly ကတော့လက်ရှိအနေထားမှာ not for sale ဆိုတဲ့အနေထားမျိုးဖြစ်ပြီးတော့ Ethan Wanani ကစားတဲ့ကျွန်တော်တို့ဒီ right wing သို့မဟုတ်ကျွန်တော်တို့ဒီ central playmaking role ပေါ့နော်အဲ့ဒီနေရာမှာဆိုလို့ရှိရင်ကစားသမားတွေကအများကြီးကျွန်တော်ဖြစ်နေတယ်ဥပမာ right wing ဆိုလို့ရှိရင်လည်းကျွန်တော်လက်ရှိအနေထားမှာဘူအာယိုစာကောက်ကြော်ဖို့မရှိဘူးပြီးတော့ကျွန်တော်တို့ဒီ Madueke တို့ကျွန်တော်ရှိနေတယ်ပြီးတော့ဒီ creator role ပေါ့နော်ဒီ attacking midfield position central midfield position မှာဆိုလို့ရှိရင်လည်းဒီလက်ရှိကျွန်တော် Arsenal အသင်းရဲ့ captain ဖြစ်တဲ့ Martin Odegaard ကဒီပေါ့နော်ထိတ်ဆုံးကနေပြီးတော့ကျွန်တော်တို့နေရာရနေတာပေါ့နော်ပြီးတော့ကျွန်တော်တို့သူ့အရင်ဆိုလို့ရှိရင်လည်း Abriki Aziz လို့ကျွန်တော်ရှိရပေါ့နော်ဆိုတော့ဒီကစားသမားကြီးကျွန်တော်ရှိနေတာဖြစ်တဲ့ကြောင့်မလို့ Ethan Wanani ကကျွန်တော်မိနစ်ရဖို့အတွက်တော်တော်လေးကိုခက်ခဲနေတဲ့အခြေအနေမျိုးကျွန်တော်ဖြစ်တယ်အဲ့ဒါကိုလည်းကျွန်တော်ပြီးခဲ့တဲ့ယာဒီတောက်လျှောက်မှာကျွန်တော်တွေ့နိုင်ပါတယ်ဆိုတော့Max Downman လို့လည်းကျွန်တော်နေရာရတာမျိုးကျွန်တော်ရှိတယ် Lewis Kelly လို့ဆိုလို့ရှိရင် Arsenal ရဲ့ကျွန်တော်ဒီယာဒီကုန်ကန်ဒီအခြေအနေမျိုးတွေမှာဆိုလို့ရှိရင်လုံးဝအသင်းရဲ့အသက်ကယ်စီးဆိုတဲ့အနေအထားမျိုး Superman ဒီကျွန်တော်ခြေကျနေတဲ့အနေအထားမျိုးမှာဆိုလို့ရှိရင်လုံးဝအသင်းရဲ့အသက်ကယ်စီးဆိုတဲ့အနေအထားမျိုးတီကျွန်တော်တို့ Skelly ကလုပ်ပြခဲ့တယ်။ Champions League မှာပဲကြည်ပြီးတော့ကျွန်တော်ဒီလက်ရှိကျွန်တော် Premier League တိုက်တဲ့ winning လမ်းကြောင်းအတွက်ကိုတွားနေတဲ့ပုံစံမှာပဲကျွန်တော်ကြည် Skelly ကအရန်ကိုရေးပါခဲ့ပြီမဲ့ Wanani ကတော့လုံးဝနေရာမရဘူးဆိုတဲ့အခြေအနေမျိုးတီကျွန်တော်တို့ဖြစ်ခဲ့တယ်။အဲ့ဒါကြောင့်မို့လက်ရှိအနေထားမှာဆိုလို့ရှိရင် Ethan Wanani ကိုတေချာပေါက်ပြောမှဆိုအငှားတော့မဟုတ်အပိသက်ရောင်းဆိုတဲ့အခြေအနေမျိုးကျွန်တော်ဖြစ်လာတာပါလက်ရှိအနေထားမှာဆိုလို့ရှိရင်တော့ Ruben Amorim ရဲ့ AC Milan ကဒီကစားသမားကို long term project တစ်ခုအနေနဲ့မြင်ထားပြီးတော့စိတ်ဝင်စားနေတယ်ဆိုတဲ့အခြေအနေမျိုးကျွန်တော်ဖြစ်ပါတယ်ဆိုတော့တခြားသောစိတ်ဝင်စားနေတဲ့အသင်းတွေလည်းရှိပါသေးတယ်လက်ရှိ mid table club က Fulham တို့ပါလို့ပေါ့နော်သူတို့တွေလည်းကျွန်တော်စိတ်ဝင်စားကြတာတွေရှိတယ်ဆိုတော့ဘယ်အသင်းကို Ethan Wanani နဲ့ပြောင်းရွှေ့သွားမလဲဆိုတော့ကျွန်တော်စောင့်ကြည့်ရမယ်အခြေအနေမျိုးပါလက်ရှိအနေထားမှာတော့ Arsenal နဲ့တူစာချုပ်ကတော့ကျွန်တော်တို့2030အထိကျွန်တော်ကြံသေးတယ် Arsenal ဘက်ကတော့သူ့ရဲ့ valuation ကိုအမြင့်ဆုံးပေါင်တန်း50တတ်မှတ်ထားတဲ့အခြေအနေမျိုးကျော်ဖြစ်ပါတယ်ဆိုတော့ FIFA Club တွေ comment ဆိုလို့ရှိရင်တော့ပေါင်တန်း50မိပြီရောက်ချင်မှတော့ကျွန်တော်ရောက်လိမ့်မယ်အနည်းဆုံးတော့ကျွန်တော်တို့ဒီ35တန်းနဲ့တန်း50ကြားဆိုပြီးတော့တတ်မှတ်ထားတဲ့အခြေအနေမျိုးကျော်ဖြစ်ပါတယ်ဒါက Ethan Wanani နဲ့ပတ်သက်ပြီးတော့ update ပါ Okay ကျွန်တော် Bruno Guimaraes နဲ့ပတ်သက်တဲ့ update Guimaraes ကိုကျွန်တော်ဒီရှေ့ရက်တွေမှာကျွန်တော်ပြောနေကြရပါတော့ဒီ Bruno Guimaraes ကအဲ့ဒီ Howie ထွက်သွားတဲ့အတွက်ကြောင့်မလို့ Guimaraes ရဲ့အပြောင်းရွှေ့က Arsenal အနေနဲ့ဒီရက်ပိုင်းထဲမှာတခုခုထူးခြားဖို့ရှိရဆိုပြီးကျွန်တော်ပြောခဲ့ဆိုတော့အခုလက်ရှိအနေထားမှာဆိုလို့ရှိရင်တော့Newcastle နဲ့ Arsenal နဲ့ကြားထဲမှာ Bruno Guimaraes ကို Newcastle ထမ်းနေပြီးတော့ Arsenal ကခေါ်ယူဖို့အတွက်နော်စကားပြောဆိုမှုတွေပြုလုပ်အပြီးမှာဆက်သွယ်မှုတွေပြုလုပ်အပြီးမှာဆိုလို့ရှိရင်နှုတ်အားဖြင့်သဘောတူညီမှုရရှိခဲ့ပြီဆိုပြီးတော့ဖော်ပြထားတာဖြစ်ပါတယ်ဒီနေရာမှာတော့ကျွန်တော်တို့တကယ် top journalist တွေဖြစ်တဲ့ကျွန်တော် Fabrizio တို့ရဲ့ report တွေအရဆိုလို့ရှိရင် Newcastle နဲ့ Arsenal ကြားထဲမှာဒီကစားသမားအတွက်နှုတ်အားဖြင့်သဘောတူညီမှုတွေ principal terms တွေကျွန်တော် agreement ရခဲ့ပြီဆိုပြီးတော့ကျွန်တော်ပြောထားတာရှိတယ်ပြီးတော့ကျွန်တော်တို့ဒီပြင်သစ်မီဒီယာတချို့မှာဖော်ပြပုံအရဆိုလို့ရှိရင်လေဒီကစားသမားအတွက်ကိုဒီနှစ်သင်းကြားထဲမှာသဘောတူညီမှုဟာဆိုလို့ရှိရင်ပြောင်းရွှေ့ကြီးဒီယူရိုတန်း90နဲ့သဘောတူညီမှုရရှိခဲ့တာဖြစ်တယ်ဆိုပြီးကျွန်တော်တို့သိရတယ်။ပေါင်အားဖြင့်ဆိုလို့ရှိရင်89တန်းနဲ့သဘောတူညီမှုရရှိခဲ့တာဆိုပြီးတော့ကျွန်တော်တို့သိရတာဖြစ်ပါတယ်။ဆိုတော့ဒီတကြောင်တို့ Bruno Guimaraes ရဲ့အပြောင်းအရွှေ့ကတချို့မီဒီယာတွေမှာဆိုလို့ရှိရင်လည်းယူရိုတန်း80ဆိုတဲ့အနေအထားမျိုးဖြစ်တဲ့သဘောကယူရိုတန်း80နဲ့90ကြားမှာသ
သဘောတူညီမှုရခဲ့ကြတယ်ဆိုတဲ့ပုံစံမျိုးကိုကျွန်တော်ပြောထားဖြစ်ပါတယ်ဆိုတော့ဒီကြောင့်မလို့ Bruno Guimaraes ရဲ့အပြောင်းအရွှေ့ကကျွန်တော်ထင်တာတဲ့အများကြီးကိုပုံစည်းကြီးနေခဲ့တယ်ဆိုတဲ့ပုံစံမျိုးပါဒါကိုရောဒီ Arsenal ပရိသတ်တွေအနေနဲ့ဘယ်လိုမြင်ကြလဲဟာအရင်များတာပဲလို့ထင်ကြလားဒါမှမဟုတ်ဒီလောက်တော့ပေးရမှာပဲလေဆိုတဲ့အမြင်မျိုးရှိကြလားကျွန်တော်ကတော့ဒီဈေးကပြောမယ်ဆိုရင်တော့ဒါဈေးအရာပဲကျွန်တော်တီးတန့်ကြည့်များတာပေါ့အသက်29နှစ်အရွယ်ကစားသမားတယောက်ကိုကျွန်တော်တို့ကဒီအခုလိုမျိုးကြီးကျွန်တော်တို့ဒီယူရိုတန်90 80ပေါ့နော်အဲ့လိုဒီကျွန်တော်ပေးပြီးတော့ခေါ်ခဲ့ရတယ်ဆိုတော့အခြေအနေကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ဒီဈေးကတော်တော်များတဲ့ပမာဏတစ်ခုလို့ကျွန်တော်တို့ပြောရမှာပါဒါပေမဲ့ကျွန်တော်တို့ဒီလိုမျိုးကျွန်တော်တို့အပြောင်းရွှေ့တွေကကျွန်တော်တို့ဒီရှေ့ဗီဒီယိုမှာလည်းကျွန်တော်ပြောခဲ့သလိုပဲအခုလက်ရှိ Premier League အသင်းတစ်သင်းကနေပြီးတော့တစ်သင်းကိုကျွန်တော်သွားမယ်ဆိုလို့ရှိရင်ပြောင်းရွှေ့ကြီးကဒီတိုင်းပဲဒီလိုပဲဘာလို့ဆိုတော့ကျွန်တော်အကုန်လုံးကပြိုင်မဲ့ကလပ်တွေကျွန်တော်ဖြစ်နေတဲ့အတွက်ကြောင့်ပေါ့ဗျာဒီ local ထဲမှာကျွန်တော် transfer လုပ်မယ်ဆိုလို့ရှိရင်เนาะအသင်းဒီ mid-table club တော့မဟုတ်ကျွန်တော်တို့ဒီ Champions League sport ကိုအငဲလို့စိန်ခေါ်နေတဲ့เนาะ club မျိုးအဲ့လိုပုံစံမျိုးနဲ့အသင်းကြီး top 6ကအသင်းကြီးတွေနဲ့ကျွန်တော် transfer လုပ်တဲ့အခါဆိုလို့ရှိရင်เนาะအငဲကဒီဈေးကကျွန်တော်ပေးရမယ့်အခြေအနေမျိုးပါဆိုတော့အဲ့ဒါအပြင်ကိုတစ်ဖက်ကျွန်တော်တို့ဒီ Newcastle ရဲ့တကယ်ကျွန်တော် key player ဖြစ်တဲ့တကယ် captain ဖြစ်တဲ့နော် Bruno Guimaraes လိုကစားသမားမျိုးကိုခေါ်မှဖြစ်တဲ့အတွက်ကြောင့်ပြောင်းရွှေ့ကြီးကဒီလောက်ထိကျွန်တော်ပြီးခဲ့ရတာဆိုတော့ဒီလက်ကြောင့်မလို့ကစားသမားရဲ့ Newcastle မှာဖြတ်တန်းခဲ့တဲ့ပုံရိပ်တွေ Newcastle မှာဖြတ်တန်းခဲ့တဲ့အခြေအနေတွေနော် leadership skill တွေပြီးလို့ရှိရင်သူပြခဲ့တဲ့ခြေစွမ်းတွေသူ့ရဲ့ history ဒါတွေကိုကျွန်တော်ပြန်ပြီးတော့ကြည့်လိုက်မယ်ဆိုလို့ရှိရင်အခုလက်ရှိပေးရတဲ့ပေါင်sorry ဒီ euro ပေါ့နော် euro ကျွန်တော်ဒီတန်90ဆိုရဲအနေထားမျိုးယူတန်း80ဆိုရဲအနေထားမျိုးကဒါကပြောရမယ်ဆိုရင် Newcastle ဘက်ကကြည့်ရင်လည်းဒါဖြစ်တဲ့အခြေအနေတစ်ခုလို့ကျွန်တော်ပြောမှာပဲဆိုတော့ Arsenal ဘက်ကကြည့်မယ်ဆိုလို့ရှိရင်လည်းသူတို့လိုချင်တဲ့ကစားသမားတစ်ယောက်ကိုသူတို့ရလိုက်တယ်ဆိုတဲ့ပုံစံမျိုးကျွန်တော်ဖြစ်တယ်အဲ့ဒါကြောင့်မလို့ဒီပြောင်းရွှေ့ကကျွန်တော်တို့ပြည်သက်တွေအမြင်ရအသက်29နှစ် Bruno Guimaraes လိုကစားသမားမျိုးငါတို့အများဆုံး300လဲ200ဒီ300ဒီပဲဆိုတဲ့အခြေအနေမျိုးကစားသမားမျိုးကိုငါတို့ကယူရိုတန်း80ပဲရှန်တန်း80ကျော်ပေးခေါ်ခဲ့ရတယ်ဆိုတဲ့ပုံစံမျိုးကများတယ်လို့ထင်ကောင်းလို့ထင်လိမ့်မယ်ဒါပေမဲ့ Arsenal ဒီသူတို့လိုချင်တဲ့ကစားသမားတစ်ယောက်ကိုသူတို့ရခဲ့တာဖြစ်ပါတယ်ဆိုတော့ Guimaraes ကိုကျွန်တော်တို့ခေါ်လိုက်ခြင်းကနံပါတ်1ကျော် Premier League proven ကျော်ဖြစ်ပါတယ်ဆိုတော့ Premier League မှာအသားကျဖို့အထိုင်ကျဖို့အတွက်ကိုလုံးဝကျွန်တော်စောင့်စရာမလိုပါဘူးဘာလို့လဲဆိုတော့ week in week out Premier League မှာအမြဲတမ်းကျွန်တော်ခြေစွမ်းပြကစားနေတယ်နော်ကစားသမားတစ်ယောက်ကျွန်တော်ဖြစ်လို့ပါဆိုတော့ Premier League proven ကျွန်တော်ဖြစ်နေနောက်ပြီးတော့ကျွန်တော်ခြေစွမ်းမှာကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင် Bruno Guimaraes ရဲ့ကျွန်တော်ခြေစွမ်းကတကယ် world class excellent ကျွန်တော်ရှိထားပြီးသားလက်ရှိအနေထားမှာဆိုလို့ရှိရင်လည်းဒီကွင်းလေကျွန်တော်ဒီ defensive midfield position မှာဒီကွင်းလေကျွန်တော်ဒီ central midfield position ဘယ် position မှာကစားလို့ရတယ်ကွင်းလေမှာကျွန်တော်3နေရာပဲရှိရဗျာနော် CMD နဲ့ AM ဒီ3နေရာလုံးကိုဒီကောင်တွေကစားတတ်တယ်ဆိုတော့အဲ့လိုကစားသမားမျိုးကျွန်တော်လက်ချိုးရည်ကြီးလိုက်တဲ့အခါမှာနော်ဘာမှကျွန်တော်တို့သိပြီးတော့မြင်မြန်ဆဆမရှိတာကိုတွေ့ရမယ်အဲ့ဒီအတွက်ကြောင့်မလို့လေအခုလိုမျိုးဒီလို Guimaraes လိုကစားသမား leadership skill တီးွားတယ် Premier League proven ဖြစ်တယ်ပြီးလို့ရှိရင်ကျွန်တော်ဒီကွင်းလေ position ခြိုက်တဲ့ position မှာထားပြီးတော့ကစားနိုင်တဲ့ကစားသမားမျိုးကဘောလုံးလောကမှာသိပြီးတော့မြင်မြန်ဆဆမရှိဘူးဆိုတော့အဲ့ဒီကြောင့်မလို့လက်ချိုးရည်များကျွန်တော်10ချောင်းမပြည့်ဘူးအဲ့ဒီကြောင့်မလို့ကျွန်တော်တို့ဒီလိုကစားသမားမျိုးကိုကျွန်တော်တို့ရအောင်ခေါ်ရတဲ့အနေအထားမျိုးမှာ Premier League ကလည်းဖြစ်နေရတဲ့ကြောင့်မို့ယူတန်း90လောက်ပြရတဲ့ hit ဆိုလို့ရှိရင်တော့ကျွန်တော်ကတော့သိပြီးတော့မအံ့အောင်ဆိုတော့ဒီတဲ့ကြောင့်မလို့ဒီခုလက်ရှိ Bruno Guimaraes ရဲ့အပြောင်းရွှေ့ကလက်ရှိနေရာမှာဆိုလို့ရှိရင်တော့ကိုနီးစပ်နေပြီဆိုတဲ့အနေအထားမျိုးကျွန်တော်ဖြစ်ပါတယ်ဆိုတော့ပထမကျွန်တော်တို့ဒီ video က thumbnail လို့ပဲ Bruno Guimaraes ကတော့ Arsenal ကိုရောက်လာဖို့အတွက်အင်မတန်အောင်နီးစပ်လို့ဒီပါပြီဆိုတော့ရှေ့ဗီဒီယိုမှာထက်အခုလက်ရှိဗီဒီယိုမှာပို့ပြီးတော့နီးစပ်ပြီဆိုတဲ့အခြေအနေမျိုးဖြစ်ပါတယ်ဆိုတော့နောက်ဒီနိုင်ပိုင်းအတွင်းမှာလည်းအပြောင်းရွှေ့ကြုံဖြစ်သွားနိုင်ခြင်းရှိပါတယ်လက်ရှိအနေထားမှာတော့ Arsenal နဲ့ Castle ကြားထဲမှာဆိုလို့ရှိရင် Guimaraes အတွက်ကို verbal agreement ကျွန်တော်ရပြီးသွားဖြစ်ပါတယ်ဆိုတော့ဒီတော့ကြောင့်မလို့ဒီစာနဲ့အနေနဲ့သူတို့ paperwork တွေကျွန်တော်လုပ်ပြီးသွားပြီဆိုလို့ရှိရင် Guimaraes က Arsenal ကိုရောက်လာမှာဖြစ်ပါတယ်ဆိုတော့ Arsenal ပြည်သက်တွေအနေနဲ့ရော Guimaraes ကိုလက်ရှိကျွန်တော်ရှိနေတဲ့ squad ကျွန်တော်ဒီ Zubimendi တို့ Skelly တို့ပြီးလို့ရှိရင် Declan Rice တို့နော်ပြီးလို့ရှိရင် Odegaard တို့ဒီကစားသမားတွေရှိနေတဲ့ကွင်းလယ်တွေမှာပေါင်းထည့်မဲ့အခြေအနေမျိုးမှာ Guimaraes ကဘယ်လောက်ထိကောင်းတဲ့ transfer တစ်ခုဘယ်လောက်ထိကျွန်တော်အသင်းမှာကောင်းလာနိုင်မလဲဒါကိုဘယ်လိုမြင်ကြဆွေးနွေးကြပါဦးနောက်ရဒီမှာ Arsenal အနေနဲ့ထပ်ပြီးတော့ Premier League ကိုထည့်ယူနိုင်မလားစက်ကြည့်ကြတာပေါ့ကြည့်ရှုအပေးညီကိုများအားလုံးကျေးဇူးများတင်ပါတယ် channel ကို subscribe လုပ်လို့ရှိရင် subscribe လုပ်ပြီးထားကြပါအောင်တောင်းဆိုပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုမှာပြန်ပြီးတော့တွေ့ပါမယ်အားကျေးဇူးပါခင်ဗျာ